ဒီလူကတကယ်ကန်ကောင်းတာပဲသူကဘာအတူမြိုင်ဝါကိုရောက်ခါစားပဲရှိသေးတယ်မူးနေတဲ့စိတ်သက်သက်အမျိုးသမီးတစ်ယောက်ကသူ့ကိုရုတ်တရက်လာဖက်တွေ့တော့တာပဲသူကတော့ဒီအတိုင်းအမှုလုံးပြီးလာရတဲ့လို့ပဲထင်ခဲ့တာဒါပေမဲ့ပြီးတော့မှထိုအမျိုးသမီးကရုတ်တရက်အတက်ယောဂထားပြီးကျမ်းပြင်ပေါ်လဲကျသွားခဲ့တယ်ဘေးပက်ပက်လဲကလူတွေရဲ့ထူဆန်းတဲ့အကြည့်တွေကြောင့်ထိုအမျိုးသားကသူမနာကိုဖြည်းဖြည်းချင်းရှောက်သွားပြီးသူမကိုနှုတ်ဖို့ကြိုးစားခဲ့တယ်တခြားရွေးချယ်စရာမရှိတော့တာမို့သူကသူမအတွက်လူနာတင်ကားကိုခေါ်ပေးခဲ့ပြီးစေးုံထိပါအတူတူလိုက်ပါပေးခဲ့တယ်သူကတော့ဒီလောက်အထိပဲလိုက်ဖို့စိတ်ကူးထားတာပါဒါပေမဲ့သူမရဲ့အခြေအနေကတကယ်ကိုဆိုးရွားနေပုံရတာကိုရုတ်တရက်သတိပြုမိသွားလို့သူမကိုကြည့်ရှုဆောင်ရှောက်ဖို့ကတင်ပေးမှာပဲတိတ်တိတ်ဆိတ်ဆိတ်နေပေးခဲ့တယ်သူမရဲ့ရှုပ်ပွားနေတဲ့အဝတ်စားတွေကိုမြင်တော့သူကသူမအပေါ်ကိုစောင်းလေးခြုံပေးဖို့စေတနာစိတ်နဲ့ကြိုးစားခဲ့တယ်မတော်တဆသူမအပေါ်ကိုမှောက်လျက်လဲကျလူမိဘဖြစ်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲထိုမျိုးသမီးကသတိတဝက်နဲ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တယ်သူမရှာတိတ်တက်မှရှိတဲ့ခံရတဲ့အမျိုးသားကိုစိုက်ကြည့်ရင်သူမကသူ့ရဲ့ဆွဲဆောင်မှုမှာချက်ချင်းပဲအကျွမ်းမဲ့ကြရှုံးသွားခဲ့တယ်ဒါပေမဲ့သူမသတိအပြည့်အဝပြန်ဝင်လာတဲ့အချိန်မှာတော့ထိုအမျိုးသားကမရှိတော့ပဲသူမရှိမှဆရာဝန်တယောက်ပဲရက်နေတော့တယ်သူမကဒီနေရာကိုဘယ်လိုရောက်လာလဲဆိုတာလုံးဝမသိခဲ့ဘူးဆရာဝန်ကသူမတစုံတရာထူးဆန်းတဲ့ဆေးဝါးတွေသုံးစွဲထားတယ်လို့အစကတန်တရားဝင်ခဲ့တာသူမရဲ့ခန္ဓာကိုယ်အနှံ့မှာပြားထုတ်ထားတဲ့ဒဏ်ရာတွေကိုတွေ့လိုက်ရတဲ့အထိပဲအဲ့ဒီနောက်မှာတော့အားလုံးရှင်းလင်းသွားခဲ့တဲ့ထိုမျိုးသမီးရဲ့နာမည်ကမီနာပါအဲ့ဒီနေ့အစောပိုင်းတုန်းကသူမကိုယ်တိုင်ကြီးမားတဲ့အပြင်ဘက်ပွဲတစ်ခုကိုစီစဉ်ခဲ့တာပါမမျှော်လင့်ပဲပြုတ်ကျလာတဲ့တစ်ကိုင်းကအနီးနားကပြားအောင်ကိုတွားရိုက်မိပြီးပြားအုပ်ကြီးကပွဲကျင်းပရနေရတဲ့ကိုတက်တက်မတ်မတ်တိုးဝင်လာခဲ့တယ်မီနာအပါဝင်လူ30ကျော်ပြားထုတ်ခံခဲ့ရတဲ့တာဝန်ခံတယောက်အနေနဲ့သူမရဲ့အထက်လူကြီးကသူမကိုအလုပ်ထုတ်ပြင်မယ်လို့ချင်းချောက်ခဲ့တယ်စိတ်တက်ကြသွားပြီးသူမကအလုပ်ထွက်စာကိုရင်းနေရင်းနဲ့တောက်ဖို့ဘာကိုဥတီသွားခဲ့တဲ့ဒီနေ့ကသူမခံခဲ့ရတဲ့ပြားတုတ်တရားတွေကိုလုံးဝမေ့လျော့နေခဲ့တာအခြေအနေပြင်းထန်လာရင်လူကိုတည်စေနိုင်တဲ့အထိဖြစ်နိုင်တဲ့ပြားတုတ်တရားမျိုးပါအသက်ဆုံးရှုံးလူမိဘဖြစ်ခဲ့ရလို့ထိတ်လန့်နေတော့မဲ့သူမဘေးကတက်ကြီးမျိုးသမီးတစ်ယောက်ကအမျိုးသားတစ်ယောက်ကသူမကိုတညလုံးစောက်ရှောက်ပေးခဲ့ကြောင်းပြောပြတယ်သူမနေကောင်းလာတာနဲ့ကျေးဇူးဆက်ဖို့အတွက်သူမကစေကူတာဆေးတွေပြန်ပေးဖို့ဆေးရုံထဲကနေအမြန်ပြေးထွက်လာခဲ့တယ်ထိုမျိုးသားကတက်စီပေါ်ကိုတက်နေပြီးမို့မီနာကပြင်းပေါက်ကိုအပြင်းထန်ထုပြီးသူကိုစင်းလာကိုတောင်းပန်ခဲ့တယ်သူမနဲ့ပတ်သက်မှုမရှိချင်တာကြောင့်သူကမောင်းသူကိုအမြန်မောင်းပြီးချက်ချင်းထွက်ခွာဖို့ပြောလိုက်တယ်ထိုအမျိုးသားကဟန်ကီချင်းဖြစ်ပြီးဟိုတယ်ကြီးတွေနဲ့ကုန်တိုက်ကြီးတွေကိုပိုင်ဆိုင်တဲ့စံပြ CEO တယောက်ပါသူငယ်တုန်းကမိဘတွေကွယ်လွန်သွားခဲ့တာမို့သူကသူ့ရဲ့တင်းကျပ်ပြီးဩဇာကြီးတဲ့ဒေါ်လေးရဲ့လက်အောက်မှာကြီးပြင်းလာခဲ့ရတယ်အခုအသက်30ကျော်ပြီဖြစ်ပေမဲ့သူကရီစာဟောင်းယွန်ကျူးကိုမမေ့နိုင်သေးလို့အခုထိလူပြိုကြီးဖြစ်နေတော့မဲ့သူ့ကိုအခြေချစေချရင်းလာပြီဖြစ်တဲ့သူ့တော်လေးကသူ့အတွက်တင့်တော်မဲ့အလန်းစားချင်းတွင်းမှုတစ်ခုကိုစီစဉ်ပေးခဲ့တယ်တစ်ဖက်မှာလည်းမီနာအိမ်ပြန်ရောက်တော့ပြားတုတ်တဲ့အဖြစ်အပျက်ကသတင်းတွေမှာနေရာအနှံ့ပါနေတာကိုတွေ့လိုက်ရတယ်သူမကတညတွင်ချင်းအင်တာနက်ဆဲလီဖြစ်သွားခဲ့တာပါလူမြင်ကွင်းမှာအမှတ်မိမခံရအောင်သူမကစပင်းပုံစံအစ်စ်ပြောင်းမှုဆုံးဖြတ်ခဲ့တယ်သူမထိတ်လန့်သွားတာက3နှစ်လောက်မတွေ့ဖြစ်တော့တဲ့သူမရဲ့အရင်ကြီးဆုံးတငယ်ချင်းဆူရနဲ့တွားတူးမိတာပဲအထက်တန်းကျောင်းနောက်ဆုံးနှစ်တုန်းကရင်ကွဲမတက်ဆောင်ဥယာတီကိုသူမဘယ်တော့မှမေ့မှာမဟုတ်ဘူးသူမကစာမွေးပွဲအတွက်စာရီတဲတန်ကျက်နေတဲ့အချိန်မှာသူမရဲ့အရင်ကြီးဆုံးတငယ်ချင်းကသူမနဲ့အကြာကြီးသဘောကျခဲ့ရတဲ့စီနီယာအကူကြီးကိုလူယူသွားခဲ့တယ်အဲ့ဒါကသူမဘယ်တော့မှပျောက်ကင်းမှာမဟုတ်တဲ့တရားတစ်ခုဖြစ်ခဲ့ရတယ်အကွက်များတဲ့သူတငယ်ချင်းကဒါကသူမကိုဘယ်လောက်နာကျင်စေလဲဆိုတာကောင်းကောင်းသိလို့ JVO ဆိုတဲ့မီနာရဲ့အချစ်ဦးအခုတော့သူမရဲ့ခင်မုန်းဖြစ်သူကိုစကားပြောဖို့ခေါ်လာခဲ့တယ်မီနာကဒီလိုစိတ်ပျက်စရာကောင်းတဲ့အခြေအနေမျိုးမှာသူမရဲ့အချစ်ဦးနဲ့ပြန်ဆောင်ရလိမ့်မယ်လို့ဘယ်တော့မှမတွေးခဲ့မိဘူးပြီးတော့လေထုကလည်းချက်ချင်းပဲအသက်ရှူရကြက်မတက်တင်းမာသွားခဲ့တယ်မနေ့ကမှလည်းမီနာကကီချင်အပေါ်အကျွေးတင်နေတယ်လို့ခံစားချက်ကြောင့်စိတ်မကောင်းဖြစ်နေတော့မယ်ဒါကြောင့်စေကူတာဆေးတွေပြန်ပေးဖို့သူ့ကုမ္ပဏီကိုတက်မတ်သွားခဲ့တယ်ကီချင်ကသူ့ရဲ့ချင်းတွဲမဲ့သူနဲ့တွေ့ဆုံနေတဲ့အချိန်မှာပဲသူမရောက်သွားခဲ့တယ်မီနာကခရမ်းကျင်တီးဖြော်ရီတစ်ခွက်မှပြီးတိတ်တိတ်ဆိတ်ဆိတ်စောင့်နေခဲ့တယ်ပြင်းလို့သူမကသူတို့ရဲ့စကားဝိုင်းကိုခိုးနှားထောင်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ခြေချော်ပြီးကျမ်းပြင်ပေါ်လဲကျသွားခဲ့တယ်လူတွေမှတ်မိသွားမှာကိုကြောက်လို့သူမကငြိမ်နေပြီးမျက်လုံးတွေကိုအတင်းမိတ်ထားခဲ့တယ်ဒါပေမဲ့ကီချင်ကသူမကိုချက်ချင်းမြင်သွားခဲ့တယ်ဘာမှထပ်မစင်းစားတော့ပဲသူကသူမကိုပွေ့ချပြီးလူအားလုံးရဲ့ရှေ့မှာတင်သူ့ဟိုတယ်စီတစ်ခေါ်သွားခဲ့တယ်ပြီးတော့မီနာရဲ့တငယ်ချင်းတစ်ယောက်ကလည်းဒီမြင်ကွင်းတစ်ခုလုံးကိုမြင်သွားခဲ့တယ်နောက်တစ်နေ့မနက်မှာတော့ကီချင်ကသူမရဲ့ခင်မုန်းဖြစ်တယ်ဆိုတဲ့ကောလာဟာလာတွေကပြန့်နှံ့သွားသည်